Всем привет! အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့အားလုံးကိုမျှဝေပေးသွားမယ်အကြောင်းလေးကတော့ရုရှားနိုင်ငံမှာကျင်းပတဲ့ပွဲတော်တွေထက်ကတစ်ခုဖြစ်တဲ့ Maslenitsa ပွဲတော်လေးအကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ် Maslenitsa ပွဲတော်ဟာဆိုလို့ရှိရင်ဒီရုရှားနိုင်ငံမှာဆိုလို့ရှိရင်စောင်းအကုံຫນွေဦးအကူအကလာလေးကိုပြုလုပ်တာဖြစ်ပါတယ်ဒီပွဲတော်ဟာဆိုလို့ရှိရင်ရသက်တစ်ပတ်9ရက်ကြာမြင့်လာဖြစ်ပြီးတော့သူတို့ရဲ့တရက်ချင်းစီမှာလည်းသူတို့ရဲ့ကိုယ်ပိုင်အဓိပ္ပာယ်ဖုစုချက်လေးတွေနဲ့အဓိပ္ပာယ်ပြောစွာရှိနေတဲ့ပွဲတော်လေးတစ်ခုလည်းဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တနင်္လာနေ့ကိုသူတို့ဘယ်လိုမျိုးအဓိပ္ပာယ်ဖုစုကြလဲအင်္ဂါနေ့ကိုတော့ဗုဒ္ဓဟူးနေ့ကိုတော့ကြာသပတေးနေ့ကိုတော့တောက်ကြနေ့ကိုတော့စနေနေ့ကိုတော့တနင်္ဂနွေနေ့ကိုတော့အခုလိုမျိုးရက်အသီးသီးမှာအတိတ်ပဲမျိုးမျိုးနဲ့ပြောရနေတဲ့ပွဲတော်လေးတစ်ခုပဲဖြစ်ပါတယ်။ဆိုလို့ရှိရင်သူတို့တွေဒီပွဲတော်လေးမှာဘယ်လိုမျိုးကာလာတွေနဲ့တက်တက်မြောက်ပျော်ရွှင်စွာစားတောက်နေကြလဲဆိုတာကိုကျွန်တော်နဲ့တူတူလိုက်ကြည့်လိုက်ရအောင်။ Мы масленицу дожидали, дожидали, дожидали. Миша, Миша. အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ခုရုရှားနိုင်ငံမှာရှိတဲ့ Maslenitsa ပွဲကိုရောက်နေတာပေါ့နော်ဒီတစ်ပတ်လုံးက Maslenitsa ဘလီသူတို့ပန်ကိတ်လို့ပြောရမှာရှင်သူတို့ပန်ကိတ်လို့တာပေါ့နော်ဒါကိုစားမှဖြစ်ပါတယ်ဘာလို့ကိုခုမြတွေ့နေရတဲ့မြေခွေးလေးကတော့ရုရှားနိုင်ငံမှာရှိတဲ့ Maslenitsa ပွဲမှာအများပြည်သူတွေပတ်ချံကိုလာရောက်လည်ပတ်နေတဲ့မြေခွေးလေးပဲဖြစ်ပါတယ်Сколько разумеешь?ဆိုလို့ရှိရင်တော့ရုရှားနိုင်ငံမှာကြားရောက်နေတဲ့ Maslenitsa ပွဲတော်မှာတွေ့မြင်ရတဲ့မြေခွေးနဲ့အတူအခုကြည့်ရှုနေတဲ့သူများလည်းအနည်းငယ်ပြုံးပြရွှင်မိမယ်လို့ပြောလင်းပါတယ်ဒါဆိုလို့ရှိရင်တော့အခုလိုမျိုးဗီဒီယိုလေးတွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့အတွက်ဒီ channel လေးကို like and subscribe လုပ်ခဲ့ဖို့လည်းမေတ္တာရပ်ခံချင်ပါတယ်ဒါဆိုလို့ရှိရင်တော့နောက်ဗီဒီယိုများမှာကြည့်ဆုံကြပါမယ်ပက